အားလုံးပဲမင်္ဂလာပါကျွန်တော်ခုလက်ရှိရုပ်ရှိနေတဲ့နေရာကတော့ဒီဖူးခတ်မှာပေါ့နော်နှစ်ပေါင်း100ကျော်တက်တန်းရှိနေပြီဖြစ်တဲ့ဒီရှေးဟောက်ဆိုင်အကြီးတစ်ခုကိုရုပ်ရှိနေတယ်ပေါ့နော်ဒီအကြီးကိုဘန်းချီပချောက်လို့ခေါ်ပြီးတော့တခင်ဖတ်ချင်ပချောက်ဆိုသူက1900ခုနှစ်မှာစပြီးတော့တည်ဆောက်ခဲ့တယ်ပေါ့နော်1900ခုက2026ဆိုဘယ်လိုလဲ1900ဆိုရင်တရားနဲ့ဆက်စပ်3နှစ်ပေါ့နော်နှစ်ပေါင်း100ကျော်မဟုတ်ဘူးနှစ်ပေါင်း100နဲ့ဆက်စပ်3နှစ်ရှိနေတယ်ဖြစ်ပါတယ် Oh my goodness ကဲအဲ့ဆိုရင်ဒီနေ့မှာကျွန်တော်ကဒီခုလိုမျိုးနှစ်ပေါင်း100ကျော်တက်တန်းရှိနေပြီဖြစ်တဲ့ဒီ AG ထဲမှာပေါ့နော် A ရဲ့အပြည့်ဒီအဲ့ဒီdraw ခဲတဲ့ဒီ1900ခုနှစ်ဝန်းကျင်ကဒီဖူးခဲမှာနေတဲ့ဖူးခဲမြို့သူမြို့သားတွေဘယ်လိုမျိုးပစ္စည်းတွေကိုတိုးဆောင်ခဲ့လဲဘာတွေကိုဝတ်ဆင်ခဲ့လဲဆိုတော့သူတို့ရဲ့ဒီ fashion design တွေကိုခုချိန်ဒီဆက်လက်ထိသိထားတာမို့လို့ကျွန်တော်ဒီနေ့မှာကျွန်တော်ဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေကိုရောဘ ഹു တုဒရဆင်ခြင်းတဲ့အနေနဲ့လာပြီးတော့ဗီဒီယိုရိုက်ပြခြင်းပဲဖြစ်ပါတယ်ကဲအဲ့ဆိုကျွန်တော်တို့မကြည့်ကြမယ် Let's go ဒီအကြီးကပေါ့နော်ဒီချီနိုနဲ့ပေါ်တူဂီတစ်မျိုးရောပြီးတော့တိဆောက်ထားတယ်လို့ဒီဥပမာချီနိုဆိုတာကြောင့်တရုတ်ကိုပြောပေါ့နော်တရုတ်ရိုးရာနဲ့ဒီပေါ်တူဂီဒီနောက်တိုင်းဥရောပရဲ့အရိုးရာကိုခြေခံပြီးတော့ဒီအကြီးကိုတိဆောက်ထားရပေါ့နော်အားရဝင်ပါမှာအားကြောင့်အိတ်ထဲကိုစောင်းဝင်ခြင်းနဲ့စောက်ဝင်တော့နဲ့တွေ့ရမယ့်အနေအထားပဲဖြစ်တယ်ပေါ့နော်ဒီမှာအားကြောင့်ကလထဲလေးဖြစ်တယ်ပေါ့နော်အဲ့ဒီကတော့တွေ့ပြထားတဲ့ကလထဲလေးပေါ့စမ်းကြည့်လုံးဝအသက်ကောင်းစားကြီးတွေပေါ့နော်ဒီထဲမှာသူဘာတွေမြုပ်ထားတယ်တော့မသိဘူးဒီမှာလန်းနဲ့ခီးခေါ်လို့မျိုးဟာလေဘာလဲတော့မသိဘူးကျွန်တော်အခုချိန်တည်းလုံးဝထိထားတယ်နော်ဒါကြောင့်ဒီ AG ကတို့ဒီဘယေမျိုးဆက်6မျိုးဆက်ရှိတဲ့အချိန်မှာဒီဘယေမျိုးဆက်ကိုနံပါတ်5မြုပ်မှာဘယေမျိုးဆက်ဒီနံပါတ်5မျိုးဆက်မြုပ်မှာဒီစောက်ထားတယ်လို့သိရတာပေါ့နော်ဒါကြောင့်ဒီမှာဘယေနံပါတ်5မျိုးဆက်ရဲ့ဘယေပုံကြီးအများကြီးရှိတယ်ဒါကြောင့်တို့အဲ့ဒီခါကကြော်ကြားခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့နော်။အားရနံပါတ်5မျိုးစရဲ့ဒီဟဲ့ဒီအားကြောင့်နံပါတ်9ကျွန်တော်ရဲ့ချစ်တော့အားကြောင့်ဒီရုပ်ဖျားဝန်းပြုတ်ခံပေါ့နော်။အဲ့ဆိုတော့ဘယ်လိုတဘောဝင်ကြည့်ရအောင်နော်ဒါကြောင့်ဒီကောကြောင့်တို့ဒီဘယ်လိုပြောမလဲဆိုဒီအဲ့ဒီခါကဒီထိုင်တဲ့နေရာပေါ့ဆိုကြီးနော်ဒါကြောင့်ဒီ A ပိုင်ရှင်ရဲ့ဒီတိုက်ခွဲဖြစ်တယ်ပေါ့နော်ဒါလေးကတော့ဟိုပါပေါ့ကလေးဒီအဲ့ဒီခါကဒီကလေးသေးတဲ့ခါလေးအိုးဒါလေးကလည်းဒီနိုင်ငံခြားကနေပြီးတော့တင်သွင်းလာတယ်ပေါ့နော်အဲ့ဒီခါကဒီဖူးခဲမှာဒါမျိုးဆိုတော့မရှိသေးဘူးအဲ့တော့ဒီနိုင်ငံခြားဩစတြေးလျကနေတော့မသိဘူးသူဒီတင်သွင်းခဲ့တယ်ပေါ့နော်ကလေးအေးနေဒါကြောင့်သူဒီ A ပဲရှင်ရဲ့ဒီလင်မယားအေးတဲ့နေရာပေါ့နော်ဒီကတင်ဆိုရေပေါ့နော်ဒီကတင်ကြီးဆိုရင်သူတို့ဒီဟိုဟာကနေပြီးတော့ဩစတြေးလျကနေပြီးတော့သူတက်ဆိုလာတယ်လို့သိရတယ်ပေါ့
ပေါ့နော်ဒီပြီးလို့ရှိရင်ဒီအောက်မှာခင်းထားတဲ့ဒီကြွေပြားတွေလည်းဒီလိုပဲဒီဩစတြေးလျနိုင်ငံကနေပဲတင်သွင်းလာတဲ့တင်သွင်းထားတဲ့ဒီဟိုဟာဒီကြွေပြားတွေဖြစ်တာပေါ့နော်ဒီနှစ်ပေါင်း120ကျော်ကလူတယောက်ကဒီအခုလိုမျိုးဒီအဲ့ဒီခင်ကောက်ပေါ့နော်တော့ခဲဒီနှစ်ပေါင်း100ကျော်ကလူတယောက်ကဒီနိုင်ငံခြားကနေပြီးတော့ပြည်ဒီလိုမျိုးပြည်စီတွေကိုတင်သွင်းနေတဲ့ဒီကဒင်တို့ကြွေပြားတို့ကိုတင်သွင်းနေတယ်ဆိုတော့တော်ရိုတရိုချမ်းသာတဲ့လူတွေတင်သွင်းလို့မနိုင်ဘူးပေါ့နော်လုံးဝကိုမှလည်းချမ်းသာပြီးတော့လုံးဝကိုမှလည်းတကယ်သူတို့ထဲလို့နေဆိုရင်မဟာစီတီလုံးဝအခုကြီးတယ်မှာပဲတင်သွင်းနေတယ်ပေါ့နော်ဒီအပရှယ်တော်တော်ကိုလည်းချမ်းသာဖို့ရပြီးရင်ဒီAGရဲ့ပုံစံကပေါ့နော်ဒီတစ်ထပ်တိုက်ဖြစ်ပြီးတော့ဒီအချမ်းရဲ့ဧကပတ်လည်က20ဧကရှိတယ်ပေါ့နော်ဒါလေးကတော့Aရဲ့အရယ်မှာဖြစ်နေပေါ့နော်သူတို့ဒီနေရာကိုတီးဆုပ်ထားတဲ့ရည်ရွယ်ချက်ရှိဒီနေရာကိုတီးဆုပ်ထားတဲ့ရည်ရွယ်ချက်ရှိရပေါ့နော်ပထမတစ်ချက်ကဘာလဲဆိုတော့ဒီလိုမျိုးပေါ့လမ်းမှာပေါ့ဖို့ထားတယ်ဆိုတော့ဒီသူတို့တရုတ်တွေရဲ့ယူဆအရငွေဝင်စီတယ်လို့ယူဆရပေါ့နော်ဘယ်လိုမျိုးဆိုရင်မိုးတွေပါလေကျွန်တော်တို့ဒီရွာချရလို့ရှိရဲအိတ်ထဲကိုဝင်တယ်လို့မျိုးငွေဝင်စီတယ်လို့ယူဆတဲ့အတွက်ကျွန်တော်ပေါ့ဖို့ထားတယ်ဒုတိယတစ်ချက်ကကြောက်တော့ဒီအဲ့ဒီခင်တော့ခဲတဲ့ဒီနှစ်ပေါင်း100ကျော်က racing meet တွေမရှိသေးဘူးဆိုတော့ဒီညဒီအလင်းရောင်ရတဲ့အနေနဲ့လို့လက်မှာပေါ့ဖို့ထားရပေါ့နော်ဒီညဘဲဆိုရင်လာရဲ့ရုံကိုခြေခံပြီးတော့ဒီနေဘဲဆိုရင်ဒီနေရဲ့အရာကိုဟိုကတူးပြပြီးတော့နေကြရပေါ့တို့ဟိုပေါ့အခန်းသမင်းစားခန်းလိုမျိုးဖြစ်တယ်ပေါ့နော်ဒီလိုသမင်းစားခန်းလည်းဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီမှာအဲ့တိုင်လေးပါလာလို့ရှိရင်အကျူနဲ့အကျူခန်းလည်းဖြစ်တယ်ပေါ့ဒီကရထိုင်လေးတွေမှာပေါ့နော်ဒီလိုမျိုးဒီစပွဲလေးတွေကရထိုင်ဒီမဟုတ်ရည်ဒီမှန်တယ်ခိုးလေးတွေမှာဒီပေါက်ဖို့ထားဘာတွေလဲတော့ပေါက်ဖို့ထားတော့မသိဘူးပေါ့နော်တအားလားတော့လှေကားဒီလှေကားကပေါ့နော်တရုတ်ပြည်ကတင်သွင်းလာတယ်လို့သိရတာပေါ့နော်ဒီလိုမျိုးလှေကားမျိုးဒီလှေကားရဲ့အောက်မှာဒီလိုမျိုးကနို့လဲလေးတွေဖွန်ထားရဆိုတော့အခုချိန်မှာလုံးဝရှောက်လို့မတွေးတော့ဘူးပေါ့နော်အားကြောင့်ဟောနှစ်ပေါင်း100ကျော်ဒီကဖြစ်တဲ့လှေကားတယ်လီဖုန်းပြီးရှိရင်ဒီအိမ်ကပေါ့နော်ဒီပန်ကာတွေမှာလည်းဖွင့်ထားဘူးဒါပေမဲ့လုံးဝကိုအိတ်ဆက်နေတယ်ပေါ့နော်လုံးဝကိုမှလည်းအိတ်ဆက်နေတယ်မပူဘူးလုံးဝမပူဘူးပန်ကာလည်းတလုံးမှမရှိဘူးအဲကောတွေလည်းမဖွင့်ထားဘူးဒါပေမဲ့အိမ်ကလုံးဝကိုမှလည်းအိတ်ဆက်နေတယ်ပေါ့နော်စီဝေးလို့လည်းနေရအောင်မှန်တော့တော့လို့မရဘူးဒီမှာပါဒီ AG ရဲ့ပုံရှင်ပါဒီ AG ရဲ့ပုံရှင်ကพระพิทักษ์ชินประชาพระพิทักษ์ชินประชาဒီပန်ကာကလောခဲတဲ့နှစ်ပေါင်း100ကျော်ကတူပြခိုင်းတဲ့ပန်ကာဒီမှာပေါ့နော်ဒီလိုမျိုးတကားဘိုးတွေဆိုရင်ဒီလိုပဲဒီထဲကဟာကဒီပုံစံကကျတော့တရုတ်ရဲ့ပုံစံဖြစ်တယ်။ဒါပေမဲ့ဒီရှေ့ကဟာကဆိုရင်တစ်ထက်ပေါ့ဆိုတော့ဒီရှေ့ကဟာကဆိုရင်ဟိုပေါ်တူဂီဒီဥရောပစတိုင်ဖြစ်တာပေါ့နော်။ဒါသူတို့ဒီ AG ဟာဒီပေါ်တူဂီနဲ့ဥရောပဒီတရုတ်နဲ့မျိုးရောပြီးတော့ဒီစောက်ထားတယ်ပြောပေါ့နော်။
ဒီ AG ကဒီ AG ကိုတည်ဆောက်ထားတာပေါ့ဘာတစ်ခုမှလည်းဒီအကြောင်းမဲ့အကျိုးမဲ့မရှိဘူးပေါ့နော်သူပိုလို့ကသူ့ဟာနဲ့ဒီအတော့အလားဒီချာချာလေးဒီ innovation တော့ပြီးတော့ဒီ design ထွင်တဲ့ဒီချာချာလေးကိုဟိုတိတ်ပြီးတော့ဒီချာလေးစီစဉ်ဆွဲပြီးတော့တည်ဆောက်ထားတယ်ပေါ့နော်အဲ့ဒီဒါလေးဆိုတော့လော်ခဲ့တဲ့နှစ်ပေါက်တင်အောင်ကျွန်တော်ကတီထွင်ခဲ့တဲ့ဟိုလေးပေါ့နော်ဒီကနုတ်ဒီအင်္ဂလိပ်ကနုတ်လေးပေါ့နော်ကြီးအဲ့ဒီတော့ဒါလေးဆိုဒီခုနကမင်းဒီ A ကဒီပဲရှင်းပြအောင်နော်ဒီဟာလေးဆိုရင်အဲ့ဒီခင်ကကျွန်တော်အခုလိုမျိုးပုံစံဖွဲ့မရှိဘူးဟိုလက်နဲ့ဒီတစ်ခုချင်းဒီတစ်ခုချင်းစီကိုတို့လက်နဲ့ထွင်ထားတယ်လို့ထွင်ထားတယ်ပေါ့နော်ဒါကြောင့်တချို့အရာတွေကတိတ်မြင်ညောင်မှုမရှိဘူးပေါ့ဒါပေမဲ့ညီညာမှုမရှိဘူးဆိုပေမဲ့လည်းဒီဝေးကနေကြည်လိုက်လို့ရှိရင်အလုံးဝကိုမှလည်းတက်ဝင်ပြီးတော့တော်တော်ကိုလည်းလှရမှာနော်ကြည့်ကျွန်တော်တက်ဆုံးကတော့ဒီနေရာလေးကိုကျွန်တော်အားကျတယ်ကိုယ်လည်းကလည်းငါးလေးပါလေမွေးရပါတော့ပါတယ်ဒါဆိုဒီလိုမျိုးဟာလေးကိုအားကျတယ်ဒီနေရာလေးကကျွန်တော်ရဲ့ဒီအိမ်ထဲမှာကျွန်တော်ရဲ့အကြိုက်ဆုံးနေရာလေးဆိုရင်ဒီနေရာလေးပဲပေါ့နော်ဒီလိုဆက်ဆက်ဒါကြောင့်ဟိုကမင်းစခါပေါ့နော်ဒါကြောင့်အဲ့ဒီတခင်ဖတ်ဖိပချာရဟိုပေါ့ဇနီးမယားပေါ့နော်ဒီဝတ်ဆိုလေးကတော့အဲ့ဒီဗါဒီမင်္ဂလာဝတ်ဆိုလို့သိရတယ်ပေါ့နော်ဒီမင်္ဂလာဝတ်ဆိုဒီတို့ဒီပူခဲမှာပေါ့နော်ဒီမင်္ဂလာတို့သမီးတွေဒီထက်တန်းရရှိရမင်္ဂလာဆိုလို့ရှိရင်တို့သမီးတွေကဒီလိုမျိုးခေါဘောပေါ့ခေါဘောကိုဝတ်ဆင်နေရှိကြတယ်ပြီးလို့ရှိရင်ဒီအခုဒီအောက်မှာခင်းထားတဲ့ဒီကျွေပြားတွေကပေါ့နော်အဲ့ဒီအခါကဒီဒီနိုင်ငံခြားကနေပြီးတော့တင်သွင်းလာတာပေါ့နော်ဩစတြေးလျတို့ဥရောပတို့ကနေပြီးတော့တင်သွင်းလာတယ်လို့သိရတယ်ပေါ့နော်ဒါကတော့ခမင်းစားခိုင်းဖြစ်တယ်ပေါ့နော်ခမင်းစားခိုင်းတို့အဲ့ဒီဒီမီအိမ်တော့ကြောင့်အဲ့ဒီခါတိုးတဲ့မီအိမ်ဒါကြောင့်ကြေးအိုးတွေပေါ့နော်ဟုတ်ကြေးတွေထူကြီးပဲကျွန်တော်အခုခေတ်ကြေးအိုးတွေနဲ့လောကကွာပေါ့နော်လောကထူကြီးဒါကြောင့်မီးဖို့အဲ့ဒီခါကရေတောက်တဲ့ရေဖဲရီ我酸菜里，不仅有天地很好吃的，我知道米铺米天的好。ဒါကြောင့်တို့ကကြောင့်ဒီတရုတ်ဒီရဲ့ပဲရှင်ကပေါ့နော်တရုတ်လူမျိုးဖြစ်နေဆိုတော့ဒီမှာတို့ကတရုတ်လူမျိုးဆိုဒီခြားလေးပါလေတအားကျဲဆိုခြားခွဲဒါတွေလည်းနှစ်ပေါင်း100ကျော်ရှိနေပြီဖြစ်တယ်အဲ့ဒီခါကဝတ်ဆင်ခဲ့တဲ့ဝတ်ဆောင် fashion တွေပေါ့နော်သူတို့ထက်တန်းရရှိတဲ့ဝတ်ဆင်ခဲ့တဲ့ fashion တွေပေါ့ဒီမှာလည်းဒီအဲ့ဒီခါကဒီတိုးပြခဲ့တဲ့ဒီလက်ဖက်ရည်စုံလေးပေါ့နော်